လေးစားပါတော့တိုင်းတာပြည်သူလူထုပေါင်းတို့ခင်ဗျာဤဒွေးပြေပနေရာတိတိမှာပြန်နှံ့ရောက်ရှိနေကြတဲ့တိုင်းတာပြည်သူလူထုအပေါင်းကိုကျမ်းမာချမ်းသာရှိကြပါစေကြောင်းပနာမဥစွာဆန္ဒမွန်စကားပြောကြလိုပါတယ်ကျွန်တော်အနေနဲ့ဒီကနေ့မှာလူဦးတော်လန်ရေးသမားရဲ့ထူးခြားတဲ့စီလုံးညီညွတ်မှုအရွေ့တစ်ခုကိုစတင်လိုက်ကြောင်းတိုင်းတာပြည်သူအားလုံးကိုတင်ပြကနေအစီရင်ခံတင်ပြအပ်ပါတယ်။လူဦးတော်လန်ရေးသမားမှာထင်ရှားတဲ့နိုင်ငံရေးပတ်တိုင်တစ်ခုအနေနဲ့ကျွန်တော်တို့ဟာဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရဲ့ဦးဆောင်ကောင်စီကိုစတင်ဖွဲ့စည်းလိုက်ကြောင်းပြောလိုပါတယ်။ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရဲ့ဦးဆောင်ကောင်စီကိုပုံမူညီညွတ်သောနိုင်ငံရေးစစ်ရေးမဟာမိတ်စုဖွဲ့မှုပုံစံနဲ့စုဖွဲ့လိုက်တာဖြစ်တယ်လို့ Federal Democracy ပြည်ထောင်စုတစ်ပေါ်ထွန်းရဲ့အတွက်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အမျိုးသားညီညွတ်ရဲ့အခြေခံမှုအပေါ်မှာအခြေခံပြီးစတင်ဖွဲ့စည်းလိုက်ကြောင်းပြောကြားလိုပါတယ်။နိုတော်လန်ကြီးဟာအစုအဖွဲ့တစ်ခုဒေသတစ်ခုလူမျိုးတစ်မျိုးဒီအတွက်တိကျတိုက်ပွဲဝင်တဲ့တော်လန်ကြီးဖြစ်စမဟုတ်ဘူးဆိုတာကိုပြည်သူအားလုံးသိရှိထားပြီးဖြစ်ပါတယ်။နိုတော်လန်ကြီးဟာပြည်သူတော်လန်ကြီးကိုအခြေခံပြီးလူမျိုးပေါင်းစုံလွတ်မြောက်ရေးနဲ့လူဒန်းစားပေါင်းစုံလွတ်မြောက်ရေးကိုဦးတည်ခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီကိုစုပေါင်းကောင်းဆောင်မှုအခြေခံမူအပေါ်မှာတည်ဆောက်ပြီးဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီမှာတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းအများအပြားနဲ့ဒီမိုကရေစီအင်အားစုတွေလူထုကိုယ်စားလှယ်တွေစုပေါင်းပြီးစုဖွဲ့လိုက်တာဖြစ်ပါတယ်။ကျွန်တော်တို့ဖွဲ့စည်းလိုက်တဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီဟာတရားဝင်မှုတာဝန်ခံမှုနဲ့ညီညွတ်မှုကိုအခြေခံတဲ့မဟာဗျူဟာခြေလှမ်းတစ်ဖြစ်ကြောင်းပြည်သူလူထုတရားလုံးကိုသိစေချင်ပါတယ်။ဒါဟာစစ်ရေးအရဦးဆောင်လှုပ်ရှားမှုတွေကိုစုစည်းကုကဲနိုင်ဖို့ရည်ရွယ်တယ်လို့နိုင်ငံရေးအရမြို့သားညီညွတ်ရေးကိုချစ်လက်လက်ဦးဆောင်စုစည်းပုံဖော်ဖို့ရည်ရွယ်ထားရှိပါတယ်။အဲ့ဒီနေရာမှာကျွန်တော်တို့အနေနဲ့နိုင်ငံရေးရည်မှန်းချက်တွေအများပြားချမှတ်ထားပါတယ်။နိုးတော်လာကြီးတစ်ခုလုံးဆုံးခန်းတိုင်အောင်ရှောက်လန်းနိုင်ဖို့နိုင်ငံရေးညှိနှိုင်းမှုဦးဆောင်ခန်းကဏ္ဍမှာဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီဟာအစဉ်တစိုက်တည်ရှိနေပါလိမ့်မယ်။ဒါအပြင်စစ်ရေးနိုင်ငံရေးနဲ့ဖက်ဒရယ်ရေးပါဝင်သက်ဆိုင်ရာ institution လိုက်မဟာဗျူဟာနဲ့မူဝါဒတွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်မှုပေါင်းစပ်ညှိနှိုင်းမှုတွေအားကောင်းဖို့အထူးလိုအပ်ပါတယ်။အဲ့ဒီအတွက်ကျွန်တော်တို့ဟာဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီနဲ့နိုင်ငံရေးတော်လှန်ရေးအင်အားစုများအကြားချစ်ဆက်မှုအားကောင်းရေးကိုအလဲနဲ့ထားဆောင်ရွက်ကြမှာဖြစ်ပါတယ်။ဖက်ဒရယ်ဆိုတာဟာပြည်နယ်နဲ့ဒေသတွေအားကောင်းတမ်းမာရေးအပေါ်မှာအခြေခံပါတယ်။ဒါကြောင့်ဖက်ဒရယ်စနစ်ကိုချေမြင့်အုံမြင့်တည်နိုင်ဖို့အတွက်လက်တွေ့ကျတဲ့မူဝါဒဆိုင်ရာဦးဆောင်ညှိနှိုင်းမှုတွေကိုအဆင့်လိုက်လှုပ်ဆောင်ဖို့ဦးတည်ထားပါတယ်။ပြည်နယ်နဲ့ဒေသများအားကောင်းတမ်းမာရေးမှာအစပြုပြီးပြည်ထောင်စုတစ်ခုလုံးအားကောင်းရေးစီသူစုစည်းပုံဖော်ကြဖို့ဖက်ဒရယ်အစီအမံတွေကိုချမှတ်ထားပါတယ်။ဒီထဲမှာကျွန်တော်တို့အနေနဲ့အပြည့်အစုံချုပ်ပြလိုက်ဖို့လိုအပ်တဲ့အရေးကြီးကိစ္စကတော့မြန်မာစစ်တပ်ကိုနိုင်ငံရေးထဲကနေအပြည့်အဖေရှားပြဖို့ကိစ္စတွေဖြစ်ပါတယ်။ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီဟာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့2008ခြေခံဥပဒေပြန်လည်အသက်သွင်းမှုမှန်သမျှကိုဖြိုဖျက်ပစ်ဖို့ဖြစ်ပါတယ်။ဒီနေရာမှာစစ်မှန်သောလူထုကိုစားပြုနဲ့ထွက်ပေါ်
လာတဲ့ Federal Democracy အခြေခံဥပဒေနဲ့အစားထိုးတည်ဆောက်ဖို့ရည်ရွယ်ချက်ထားရှိပြီးဖြစ်ပါတယ်။ဒါအပြင် Democracy နဲ့အနိတ္တရာဖြစ်တဲ့အယတ္တအုပ်ချုပ်မှုကိုအပြည့်ပြည့်စုံအကောင့်ထဲပေါ်ဖို့လက်တွေ့ကြကြကြိုးစားသွားမှာဖြစ်ပါတယ်။ပြည်သူကိုဝန်ဆောင်မှုပေးနေတဲ့ဌာနဆိုင်ရာတွေပြင်စစ်ရေးရကုတ်ကဲလုရှားနေတဲ့လက်နက်ကိုင်အားလုံးကိုအယတ္တဆိုရရဲ့ဥဆောင်မှုအောက်မှာအပြည့်အဝထားရှိနိုင်ဖို့စတဲ့လှုပ်ဆောင်နေပြီဖြစ်ပါတယ်။ဒီလိုလုပ်ငန်းစဉ်တွေကနေကျွန်တော်တို့ဟာတရားမျှတမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုတို့ကိုတော်လှန်ရေးကာလအတွင်းမှာလက်တွေ့အကောင့်တွေဖော်နိုင်ဖို့ဦးတည်လှုပ်ဆောင်နေပါတယ်။ကျွန်တော်တို့ဟာတော်လှန်ရေးကာလအတွင်းမှာ Federal Democracy ပြည်ထောင်စုအတွက်အခြေခံဥပဒေကောင်းတွေကိုစတင်ပြီးတည်ဆောက်ရေးကာလမှာတော့ Federal Democracy နိုင်ငံတစ်ကိုကန်ဒါအလိုက်စုစည်းဖော်ဆောင်ကြဖို့ဖြစ်ပါတယ်။ကျွန်တော်တို့ဟာပြည်သူကိုအလုပ်ကျွေးပြရမယ်ဆိုတဲ့ခေါင်းဆောင်မှုစိတ်ဓာတ်ကိုအခြေခံပြီး Federal ပြည်ထောင်စုပေါ်ထွန်းရေးဥဆောင်ကောင်စီကိုဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒါအပြင်တာဝန်ယူမှုတာဝန်ခံမှုတရားဝင်မှုတို့ကိုရှင်းတွဲပြီးအမျိုးသားညီညွတ်ရေးအခြေခံမှုတို့ကိုတိုက်ဆွဲထားပါတယ်။ကျွန်တော်တို့စုစည်းလိုက်တဲ့ Federal ပြည်ထောင်စုပေါ်ထွန်းရေးဥဆောင်ကောင်စီဟာတော်လှန်ရေးအရာပြတ်သားဖြစ်ရမှာဖြစ်ပါတယ်။နိုင်ငံရေးအရာခြေပြန့်ဖြစ်ရမယ်လို့ခံယူပါတယ်။ဒါပြင်စစ်ရေးအရာရှစ်လက်တော်မဟာမိတ်အင်အားစုကိုအခြေခံပြီးစနစ်ကျနာတဲ့ Federal တပ်မတော်စီကိုဦးတည်နေကြောင်းပြောလိုပါတယ်။ကျွန်တော်တို့အနေနဲ့မဟာမိတ်စစ်ရေးအင်အားစုအချင်းချင်းကြားအပြန်လာယုံကြည်မှုအပေါ်မှာအခိုင်အမာတည်ဆောက်ထားပါတယ်။ဒါတွေအလုံးဟာ Federal Democracy ပြည်ထောင်စုတစ်အတွက်အလူအဆုံးတော်ပြည်နယ်တဲ့အလုံးလွတ်မြောက်ရေးကိုဦးတည်တာဖြစ်ပြီးလက်နက်ကိုင်လမ်းစဉ်နဲ့ရှင်တော်လူထုတော်လှန်ရေးနိနာတွေကိုခြေပြန့်ပေါင်းစပ်ဖို့ခြေလမ်းတစ်စတင်လိုက်တာဖြစ်ကြောင်းပြောကြရင်းနဲ့နေကုန်ချုပ်အပ်ပါတယ်ခင်ဗျာ။